အလေထဲမှာရှိတဲ့ပို့မယ်ဆိုတဲ့ဟာကိုတစ်ချက်ဖြည့်ပေးရပါအပေါ်မှာရှိတဲ့ international transfer ကိုတစ်ချက်ရွေးရပါတယ်ကိုပို့ချင်တဲ့ပတ်စံအမောင့်ကိုဒီမှာရေးရပါတယ်ကိုပို့မဲ့နိုင်ငံကိုတစ်ချက်ရွေးရပါတယ်ဒီမှာမြန်မာကိုရွေးမယ်ဆိုမြန်မာလို့နှိပ်လိုက်ပါဘန်တွင်းလားကေပေးလားကိုဒီမှာရွေးရပါတယ်ဗျာကေပေးဆိုအောက်ဆုံးက mobile wallet အဲ့ဒါတစ်ချက်ရွေးပေးနော်ဒီနားမှာကျတော့ကိုယ်အဆင်ပြေတဲ့ပဲချင်မို့ရွေးရပါတယ်ဗျကိုယ့်ရဲ့ RAF ထဲမှာပတ်စံရှိတယ်ဆိုရင်အောက်ဆုံးကဟာနှိမ့်ရပါတယ်ကိုပို့မဲ့မြန်မာပြည်ရဲ့ဖုန်းနံပါတ်နဲ့နာမည်ကိုဒီမှာရွေးရပါတယ်ဗျဒီ၃ခုကိုနာမည်ထည့်ရပါတယ်ဗျကေပေးနာမည်ကေပေးထဲမှာရှိတဲ့နာမည်လေးကိုဒီမှာရေးရပါတယ်ဗျဒီအပေါ်မှာမြန်မာပြည်မှာနေနေတဲ့မြို့တော်အောက်မှာကျတော့ပြည်နယ်သို့မဟုတ်တိုင်းကိုရေးရပါတယ်ဗျအလေကကေပေးဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါကေပေးဖွင့်ထားတဲ့ဖုန်းနံပါတ်ထည့်ပြီးမှအောက်မှာ continue နှိပ်လိုက်ရုံပါပဲဒီလိုလဲပေါ်နေပြီဆိုရင်ပို့လို့ရပါပြီဗျာဒီအဆင့်မှာကျတော့ဒုတိယအဆင့်မှာကိုပို့လိုက်ပြီဆိုပတ်စံထွက်သွားတယ်နော်တတိယအဆင့်မှာကျတော့ပတ်စံကေပေးထဲကိုရောက်တယ်ဆိုတဲ့ဟာပြတာပါအဆင့်ရောက်ပြပြီနောက်ဆုံးအဆင့်တော့ကေပေးကနေထုတ်ယူသုံးဆွဲ